အားလုံးမင်္ဂလာပါပြောမယ်အကြောင်းအရာလေးကတော့ပန်ဒါဝတ်ဝင်အကြောင်းပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာချစ်စရာကောင်းဆုံးတတဝါထိတ်ကတကောင်ဖြစ်ပြီးတော့ Giant Panda နဲ့ Red Panda ဆိုပြီးတော့နှမျိုးရှိပါတယ်သူတို့ကိုတရုတ်နိုင်ငံအလယ်ပိုင်းမှာအများဆုံးတွေ့ရပါတယ်သူတို့ရဲ့အလေးချိန်ကတော့80ကနေ150ကီလိုဂရမ်ရှိပြီးတော့အရက်အမြင့်ကြတော့60ကနေ80စင်တီမီတာရှိပါတယ်သူတို့ရဲ့အဓိကအစားအစာကတော့ဝါပင်99%လောက်စားသုံးပြီးတော့တခါတရံမှာဆိုရင်အသေးအနာနဲ့အင်စပုံဝါတွေကိုစားသုံးပါတယ်24နာရီမှာ12နာရီလောက်အစာစားခြင်းနဲ့အချိန်ကုန်ဆုံးပါတယ်သူတို့ကတော့တကောင်ထဲနေတာပုံများပါတယ်ကျေးဇူးတင်ပါတယ်